မြို့ငယ်လေးတစ်ခုရဲ့နီးနားမှာကားသမားတစ်ယောက်ကကားမောင်းနေရင်တမင်တစ်ကောင်တိုက်မိသွားပါတယ်။တည်သွားတဲ့တမင်လေးကိုစိတ်ပူနေရမယ့်အစားသူ့ရဲ့ကားလေးထိခိုက်မိသွားတာကိုပဲတရွတ်ပြောဆိုရင်ထွက်လာခဲ့ပါတယ်။တကယ်တော့ဒီတမင်ကဇွန်ဘီပိုင်းရဲ့ကူးခံနေရတာဖြစ်ပြီးတော့ချက်ချင်းဆိုသလိုတရားကနေပြန်ရှင်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ဆိုကူဖြစ်ပါတယ်။ဆိုကူက Stock Share Company ရဲ့ CEO ဖြစ်ပြီးတော့ share ဈေးကွက်တွေကထိုးကျနေတာကြောင့်သူပိုင်ဆိုင်တဲ့ share တွေကိုထုတ်ရောင်းဖို့လုပ်ပါတယ်။ဆိုကူကလှုပ်ရှုပ်နေတာကြောင့်သူသမီးစုဝမ်ရဲ့ကျောင်းဂီတာပွဲတော်ကိုတော့မသွားနိုင်ဖြစ်နေပါတယ်။အိမ်ပြန်ရောက်တော့သူ့ရဲ့သမီးလေးစိတ်ဆိုးပြေစီဖို့အတွက်ဝင်းနေလက်ဆောင်ပေးပြီးတော့ချော့ဖို့လုပ်ပြီးမဲ့သူပေးတဲ့လက်ဆောင်ကမိနစ်ကပေးပြီးသားကြီးဖြစ်နေတာကြောင့်သမီးဖြစ်သူကလည်းပိုးပြီးတော့စိတ်ဆိုးသွားပါတယ်။တကယ်တော့ဆိုကူကမိမနဲ့ကွင်းနေတာဖြစ်ပြီးတော့သူသမီးလေးကဝင်းနေလက်ဆောင်တွေအစားသူမိခင်ရှိရာဘူးဆန်ကိုလိုက်ပို့ဖို့ပြောတာကြောင့်ဆိုကူလည်းဘူးဆန်ကိုသွားရဖို့ဖြစ်လာပါတယ်။အဲ့လိုနဲ့တားဖာနေရဘူးဆန်ကိုသွားနိုင်မှုအတွက်အကုန်ပြင်ဆင်ပြီးထွက်လာခဲ့ကြပါတယ်။ရထားပေါ်မှာနေရယူကြရင်သူတို့နေခဲ့တဲ့ဆိုးမျိုးကလည်းဇွန်ဘီကိစ္စတွေကြောင့်အခြေအနေတွေမတည်မငြိမ်ဖြစ်နေပါတယ်။အချိန်စီသွားတာနဲ့ရထားထွက်ဖို့လုပ်တဲ့အခါဒဏ်ရာအပြည့်နဲ့မျိုးသမီးကတာဝန်ရှိသူတွေမသိခင်မှာပဲရထားပေါ်ကိုတက်လိုက်ရင်အင်တာခန်းထဲမှာပုံနေပါတယ်။ရထားကလည်းခီးဆက်တင်ထွက်လာတဲ့အချိန်မှာရထားပေါ်မှာပါလာတဲ့မျိုးသမီးကဆက်ရိုင်းနေဝင်လာပြီးတော့ခီးတယ်တွေကိုစတင်တိုက်ခိုက်ပါတယ်။စူအန်ကလည်းသူ့ဘေးအိမ်နေတော့မှာပဲအပေါ်ပါသွားဖို့အတွက်တယောက်တည်းဆက်ဆက်စူးထွက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဒဏ်ရာရနေတဲ့မျိုးသမီးကဆက်ရိုင်းနေဝင်လာပြီးတော့ရထားပေါ်မှာပါလာတဲ့ခီးတယ်တချို့ကိုစတင်တိုက်ခိုက်ပါတယ်။ဆိုကူနိုးလာတော့သူ့ရဲ့သမီးလေးကိုအနားမှာမရှိလို့လိုက်ရှာတဲ့အခါဆက်ရိုင်းဝင်နေတဲ့လူအုပ်ကြီးနဲ့တွေ့တာကြောင့်သမီးလေးကိုပိုင်ရင်လူအုပ်ထဲကအသက်လူပြီးပြေးလာခဲ့ရပါတယ်။ဇွန်ဘီတွေကများတာကြောင့်ပြေးလို့မလွတ်နိုင်တဲ့အခါဆန်ဝါဆိုတဲ့လူကကူညီတာကြောင့်အသက်ဘေးမှာလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့ဆန်ဝါနဲ့သူမိန်းမကဘေးလွတ်ရာကိုမရောက်ခင်ဆိုကူကတကားကိုပိတ်လိုက်တာကြောင့်ကျေးဇူးမသိတတ်တဲ့ကောင်ဆိုပြီးတော့အပြစ်တင်နေပါတယ်။လက်တလောဖြစ်နေတဲ့အခြေအနေတွေကြောင့်ရထားပေါ်ကလူတွေလည်းကြောက်လန့်နေကြပြီးအစိုးရကလည်းနိုင်ငံကိုအရေးပေါ်အခြေအနေဖြစ်သတ်မှတ်လိုက်ပါတယ်။ဇွန်ဘီတွေကနေရအနှံ့မှာပြည့်နေပြီးတော့ချွမ်အန်ဘူရာမှာရက်လို့မရကြောင်းကိုခီးတယ်တွေကိုတာဝန်ရှိသူတွေကအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့တဲချွန်းကတော့စစ်တပ်ထိန်းချုပ်ထားတာကြောင့်အန်နယ်ကင်းနိုင်တာမို့လို့တဲချွန်းမှာပဲရထားရက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒဲချွန်းကိုရထားရောက်ရင်တော့ရထားပေါ်မှာပါလာတဲ့ခီးတယ်တွေကိုတီးတန့်ခွဲထားမှဖြစ်လို့ဆိုကူကဒဲချွန်းမှာရှိတဲ့သူ့ရဲ့မိတ်ဆွေကိုအကူအညီလမ်းတောက်လိုက်တဲ့အခါအဆင်ပြေသွားပါတယ်။ဒဲချွန်းကိုရောက်တော့ဘူရာတစ်ခုလုံးကတိတ်ဆိတ်လို့နေပါတယ်။ရခင်ကသူတို့တည်ထားတဲ့သတင်းအချက်လက်အရစစ်တပ်ကဒီဘူရာမှာရှိနေရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘူရာတစ်ခုလုံးကတိတ်ဆိတ်နေပြီးတော့ထိန်းချုပ်ထားတဲ့စစ်တပ်ကလည်းဇွန်ဘီတွေဖြစ်နေတာကြောင့်ဆိုကူတို့သားဖားနဲ့ခီးတယ်တွေလည်းအသက်လူပြီးပြေးလာရပါတယ်။အမှန်တကယ်တော့ဒီမျိုးကလည်းဇွန်ဘီတွေကြောင့်တီးတန့်ခွဲခံရတာဖြစ်ပြီးတော့ခီးတယ်တွေလည်းဘူးဆန်ကိုတာတိုက်ရိုက်သွားဖို့ဖြစ်လာရပါတယ်။ခီးတယ်တွေကလည်းတကွဲတပြားစီပြင်းလွှားရင်ရထားပေါ်တက်မိတာကြောင့်စူအန်ဆန်ဝါရဲ့ဇနီးနဲ့ခီးတယ်တချို့ကဇွန်ဘီတွေရှိတဲ့ရထားတွဲပေါ်ကိုလွဲမာပြီးတက်မိခဲ့ပါတယ်။အဲဒါကြောင့်ဘလို့မှထွက်မရပဲပိတ်မိနေပါတော့တယ်။အိမ်နောက်ဆိုကူဆန်ဝါနဲ့ရောင်ကုတ်တို့၃ယောက်ကဇနီးနဲ့သမီးကိုကယ်ဖို့အတွက်ထွက်လာခဲ့ပါတယ်။လက်နက်တွေအကာအကွယ်တွေအပြည့်စုံလုပ်ပြီးတော့ဇနီးနဲ့သမီးကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဇနီးနဲ့သမီးစီကိုရောက်ဖို့ကဇွန်ဘီတွေပြည့်နေတဲ့ရထားတွဲတွေကိုကြော်ဖြတ်ရမှာဖြစ်ပါတယ်။လန်ခီမှာအခက်အခဲပေါင်းစုံနဲ့ကြော်ဖြတ်ရင်းနောက်ဆုံးမှာတော့ဇနီးနဲ့သမီးရှိရာကိုရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့လက်ရှိရောက်နေတဲ့နေရာကမလုံခြုံတာကြောင့်လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ရမှာဖြစ်ပါတယ်။အဲ့လိုနဲ့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ကြရင်ဆန်ဝါကသူ့ရဲ့မိန်းမနဲ့ဆိုကူတို့ကိုကယ်တင်ရင်းနဲ့ဇွန်ဘီတွေတိုက်ခိုက်တာခံလိုက်ရပါတယ်။သူ့ရဲ့မိန်းမကိုလည်းစောင့်ရှောက်ဖို့ဆိုကူကိုအတန်းတန်းမှာကြားသွားခဲ့ပါတယ်။ခက်ခဲတွေကိုကြော်ဖြတ်ကြရင်လုံခြုံတဲ့နေရာကိုရောက်တော့အဲ့ဒီမှာရှိတဲ့လူတွေကဇွန်ဘီတွေကြားထဲကဖြတ်လာတဲ့သူတို့ကိုတီးတဲ့နေရာခွဲထားလိုက်ပါတယ်။ဆိုကူတို့ထွက်သွားတဲ့အချိန်မှာပဲလူထဲမှာရှိတဲ့ခီးတဲ့တယောက်ကဇွန်ဘီတွေကိုဝင်ငွေပေးလိုက်တာကြောင့်ခီးတဲ့တွေလည်းဇွန်ဘီတိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ဒါပေမဲ့ဘူးဆန်ကိုမရောက်ခင်မှာပဲသူတို့စီးလာတဲ့ရထားလမ်းကဆက်သွားလို့မရတာကြောင့်တခြားရထားတစ်စီးကိုပဲပြောင်းစီကြဖို့ပြင်ဆင်ရပါတော့တယ်။ရထားမောင်းလူကရထားတစ်စီးကိုရှာဖွေနေတော့မှာပဲစူကူတို့ကလည်းအဲ့ဒီရထားကိုပြောင်းစီဖို့လုပ်ရပြန်ပါတယ်။စူကူတို့ရထားပေါ်မရောက်ခင်ပောက်ကွဲမှုဖြစ်တာကြောင့်ရထားတွေရဲ့ကြားမှာပိတ်မိတာခံရပြီးတော့ဇွန်ဘီတွေတိုက်ခိုက်တာကိုစတင်ခံရပါတော့တယ်။ပိတ်မိနေတဲ့ရထားတွေကြားတဲ့ကခက်ခဲထွက်ပြေးလာကြရင်နောက်ဆုံးမှာတော့ဆိုကူဆန်ဝါရဲ့ဇနီးနဲ့စူအန်တို့ကသူတို့စီရမယ့်ရထားပေါ်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ရထားပေါ်မှာပါလာတဲ့ဇွန်ဘီရဲ့ကောင်းမှုကြောင့်ဆိုကူကသူ့ရဲ့သမီးနဲ့ဆန်ဝါရဲ့ဇနီးကိုကယ်တင်ရင်းဇွန်ဘီတိုက်ခိုက်တာခံခဲ့ရပါတယ်။အဲဒါကြောင့်ဆိုကူလည်းလူစိတ်မပြောက်ခင်မှာပဲသူ့ရဲ့သမီးလေးကိုဒုက္ခပေးမိပါဆိုရင်ဒါကြောင့်ရထားပေါ်မှာခုန်ကြပြီးကိုအသက်သွေးသွားပါတော့တယ်။ခရီးဆုံးမှာရထားကဘူးဆန်ကိုဆိုက်ရောက်သွားခဲ့ပြီးဆန်ဝါရဲ့ဇနီးနဲ့စူအန်လည်းလွတ်မြောက်သွားခဲ့ပါတော့တယ်။ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တာကြောင့် like and subscribe လေးလုပ်ပြီးတော့အားပေးကြလို့ရပါတယ်။နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေဇာတ်ကားတွေနဲ့အကြောင်းအရာတွေကိုတင်ဆက်ရင်းနဲ့ပြန်လာခဲ့ပါမယ်။နောက်ထပ်ဗီဒီယိုတွေပါပဲပြန်တွေ့ပါမယ်။